ရဏနုတ္တိနောက်ဆုံးထွက်သက်၏ဖြစ်စဉ်ဘုရားရှင်ကိုယ်တော်ကဟောကြားတော်မူခဲ့တယ်လို့ပါပဲအနိစ္စဝတ္တသင်္ခါရဥပါဒဝယဓမ္မိနောဖြစ်ပေါ်လာသမျှသောသင်္ခါရတရားတို့ဟာမမြဲကြကုန်ဖြစ်ပြီးပြင်ပြတ်တက်သောသဘောသာရှိကြကုန်၏ကျွန်ုပ်တို့အားလုံးဟာမွေးဖွားခြင်းရဲ့အစကိုသိခဲ့ကြပြီပဲသိခြင်းတရားရဲ့အဆုံးသတ်ကိုတော့ကြိုတင်မသိနိုင်ကြပါဘူးသိခြင်းဆိုတာအဆုံးသတ်ပျက်စီးခြင်းတတ်မဟုတ်ပါဘူးဒါဟာဘဝဟောင်းရဲ့အဆုံးနဲ့ဘဝတစ်တစ်ခုရဲ့အစကြားကအရေးကြီးဆုံးသောအခုအပြောင်းကာလတစ်ခုဖြစ်ပါတယ်ဒီနောက်ဆုံးအခိုက်အတန့်မှာလူသားတစ်ယောက်ရဲ့ရုပ်ခန္ဓာနဲ့စိတ်ဟာဘယ်လိုမျိုးအစင်းစင်ချုပ်ငြိမ်းသွားသလဲဒီဗီဒီယိုကကြောက်ရွံ့စေဖို့မဟုတ်ပါမိမိတို့ရဲ့လက်ရှိအချိန်လေးကိုတန်ဖိုးထားပြီးမမေ့မလျော့မပုံမဆသတိတရားနဲ့ရှင်သန်နိုင်ဖို့တန်ဝေကယူနိုင်ဖို့မရဏနုတ္တိတစ်ချက်ပွားများနိုင်ဖို့ရည်ရွယ်တင်ဆက်ခြင်းဖြစ်ပါတယ်သိခြင်းတရားရဲ့ဖြစ်စဉ်ဟာရုပ်ခန္ဓာကစတင်ပါတယ်ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ကိုဖွဲ့စည်းထားတဲ့ဓာတ်ကြီးလေးပါးဟာသူတို့ရဲ့မူလသဘာဝအတိုင်းပြန်လည်ပြိုကွဲကြပါတယ်ပထဝီဓာတ်ခန္ဓာကိုယ်ရဲ့မာကြောခြင်းသဘောသဘင်ဝိညာဉ်အယုအကျော်အသားတွေဟာဖြည်းဖြည်းချင်းအင်အားချိနဲ့လာပါတယ်ခန္ဓာကိုယ်ဟာကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာမရှိတော့ပဲကြောက်တုံးကြီးတစ်ခုလိုလေးလံလာပါတယ်အာဘောဓာတ်ခန္ဓာကိုယ်ရဲ့ဖွဲ့စည်းခြင်းယိုစီးခြင်းစီးကပ်ခြင်းသဘောသွေးသဲကြီးနှံ့ချွေးစတဲ့အရည်ဓာတ်တွေဟာသူတို့ရဲ့ဖွဲ့စည်းမှုကိုမထိန်းနိုင်တော့ပါဘူးခန္ဓာကိုယ်ဟာ6တွေ့လာတယ်လို့တနေရာမှာလဲဆိုယူစည်းခြင်းတွေဖြစ်လာနိုင်ပါတယ်တေဇောဓာတ်ခန္ဓာကိုယ်ရဲ့အပူဓာတ်အေးဓာတ်